မင်္ဂလာပါရှင်ဒီနေ့တော့ကျမရဲ့ grade 5သင်တန်းသားလေးကိုယ်တိုင်ရေးဆွဲထားတဲ့ Pure HTML CSS Student Portfolio website coding project လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အရင်ဆုံးပြောချင်တာကဒီကလေးကသင်တန်းတက်တာ3လရှိပါပြီ3လအတွင်းမှာခုလိုတည်တာတဲ့အရွေးတစ်ခုကိုဖန်တီးနိုင်တာကကလေးအတွက်ဂုဏ်ယူစရာပါဒါကြောင့်ကလေးရဲ့ web coding project လေးကိုဂုဏ်ယူစွာတင်ပြပါရစေရှင်အရင်ဆုံး web coding အကြောင်းကိုပြောပြချင်ပါတယ် web coding ဆိုတာကယနေ့ခေတ်ကျောင်းသားတိုင်းမဖြစ်မနေသိထားရမယ်ဘာသာရပ်တစ်ခုဖြစ်လာပါပြီအထူးသဖြင့် IGCSE ကျောင်းသားတွေရဲ့အခက်အခဲဆုံးဘာသာရပ်လို့လည်းပြောလို့ရပါတယ်ဒါကြောင့် web coding ကိုငယ်ကလေးကကျွမ်းကျင်ထားရင်တော့ IG ရောက်တဲ့အခါအလွယ်တကူကြော်ပြတ်နိုင်မှာသိချပါတယ်ဒါအပြင်ဘွဲရပြီးတဲ့အခါမှာလည်းယနေ့လိုဤပညာခေတ်မှာ web programmer လိုအပ်ချက်ကအင်မတန်များပြားတာကြောင့် web programming ကျွမ်းကျင်တဲ့ကျောင်းသားတွေအတွက်လုပ်ငန်းခွင်ကိုအလွယ်တကူဝင်ရောက်နိုင်စေပါတယ်ဒါဆိုရင်ဒီကျောင်းသားလေးရဲ့ project ကိုပြန်ပြီးကြည့်ကြရအောင်နော်ကွန်ပျူတာမျက်နှာပြင်မှာမြင်တွေ့နေရတာလေးကတော့ကလေးတစ်ဘာဝအတိုင်း web coding project ကို break and play for ဖြစ်တဲ့ design ပုံစံလေးနဲ့ဖန်တီးထားတာပါထူးခြားတာက about me အပိုင်းမှာဆိုရင်သူဝဒနာပါတဲ့ programming နဲ့ math ဘာသာရပ်တွေအပြင်အနာဂတ်မှာ game developer တယောက်ဖြစ်ချင်တယ်ဆိုတဲ့ရည်မှန်းချက်လေးတွေကို colorful cat လေးတွေနဲ့တက်တန့်ပြပြလှဆင်ထားပါတယ်ဒါကိုခုမြင်ရသလို mouse နဲ့ထိလိုက်ရင်လှုပ်သွားတဲ့ CSS animation လေးပါထည့်ထားပါတယ်နောက်ပြီးအရေးကြီးဆုံးအချက်ကတော့ဒီမှာမြင်ရတဲ့ scale progress bar လေးတွေဟာJavaScript နည်းနည်းမှမသုံးပဲ Pure CSS နည်းပညာတန်တန်နဲ့ပဲရေးဆွဲထားတာဖြစ်ပါတယ်။အင်္ဂလိပ်စာကုတ်တီးနဲ့သင်ချာစတဲ့သူ့ရဲ့စွမ်းရည်တွေကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။နောက်ထပ်အားသာချက်တစ်ခုကခုမြင်ရသလို responsive ဖြစ်အောင်လည်းဖန်တီးနိုင်ခဲ့ပါတယ်။ Computer, phone, tablet စတဲ့ device မျိုးစုံမှာလှလှပပပုံစံမပြတ်ပေါ်အောင်ဖန်တီးထားတာပါ။အသက်10နှစ်အရွယ်နဲ့တင်ဒီလို mobile phone ရောကွန်ပျူတာမှာပါကြည့်လို့ကောင်းတဲ့ clean code website တစ်ခုကိုဖန်တီးနိုင်ခဲ့တာဟာတကယ်ကိုဂုဏ်ယူစရာပါပဲကလေးတွေရဲ့ကုတ်တီးစွမ်းရည်ကိုလမ်းကြောင်းမှန်မြင့်တင်ပေးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပြီးကလေးတွေအတွက်အားပေးသွားကြပါဦးနော်မိဘတွေအားလုံးလည်းကိုယ်ကလေးစိတ်ဝင်စားတဲ့လမ်းကြောင်းကိုသိရှိပြီးကူညီပံ့ပိုးနိုင်ကြပါစေရှင်